တကြီးလိုက်ရင်ဘာလို့မှလဲအဲ့ဒီလိုမျိုးငယ်ငယ်တုန်းကမေးတဲ့အခါမှာကျွန်တော်တို့အကုန်လုံးကအသက်ကုန်အော်ပြီးတော့ဖြေခဲ့ပူကြပါလိမ့်မယ်အဲ့ဒါကတကြီးလိုက်ရင်အာကာသရင်မှုကြီးလုံးမှာပါတကယ်တော့စိတ်ကူးထဲမှာရှင်မိုက်ပါတယ်အာကာသဝစ်စုံဖြူအောင်ကြီးကိုဝင်မယ်လာကဘာပေါ်ကိုလမ်းလျှောက်မယ်ကဘာကြီးကိုလက်ညှိုးထိုးပြီးတော့ဟိုမှာငါအိမ်ဆိုပြီးတော့ကြွားမယ်ဒါပေမဲ့တကယ်လက်တွေ့အာကာသရင်မှုဘဝကအဲ့ဒီလောက်ကိုမလန်းပါဘူးဤပါဘူးတော့မှတင်းနှင်းတက်ရတဲ့ဘဝပါဟုတ်ပါတယ်ပထမဆုံးအာကာသတွေကိုမသွားခင်ကဘာမြေပေါ်မှာအရင်ခံရပါအောင်မယ်အာကာသရင်မှုဖြစ်ဖို့ဆိုတာစာတော်ယုံမျက်မှန်ထူယုံနဲ့မရနိုင်ပါဘူးတင်းရဲ့ခန္ဓာကိုယ်ကိုစက်ယုံထုတ်ပစ္စည်းတစ်ခုလိုမျိုးစမ်းသပ်ခံရမှာပါဒါက centrifuge လို့ခေါ်တဲ့စက်ကြီးတစ်ခုပါတင်းကိုထိုင်ကုန်မှာကျိုးတုပ်ပြီးတော့အဝေးလျှော်ဆက်ထဲကိုထဲ့မွေတယ်လို့အမြဲဆုံးလှည့်ပစ်လိုက်မှာပါတင်းရဲ့ခန္ဓာကိုယ်အလေးချိန်ကပုံမှန်ထက်ကို6ဆလောက်လေးသွားမှာအဲ့ဒီချိန်မှာတင်းရဲ့မျက်နှာကလေမှုတ်ခံထားရတယ်လို့ခွေးဘလူးရုပ်ပေါက်သွားပါလိမ့်မယ်ဦးရီအသေးတွေကပြောင်းပြန်လှမ်းပြီးမအံ့အောင်ထိန်းထားနိုင်မှနောက်တစ်ဆင့်ကိုတက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ရှေအောက်လေးချိန်ကမှာအာကာသဝစ်စုံကြီးတွေဝစ်ပြီးရေကန်အောက်မှာတစ်နေ့ကို6နာရီ9နာရီလောက်အလုပ်လုပ်ရမှာပါရှားလို့ကုတ်ချင်တော့မှကုတ်လို့မရပါဘူးကဲလေ့ကျင့်တာတွေပြီးပြီအဲ့ဒီချိန်မှာဒုံးမြန်လွတ်ပါတော့မယ်3 2 1 lift off ဆိုပြီးတော့ဒုံးမြန်ကြီးတက်သွားပါပြီအဲ့ဒီအချိန်မှာအာကာသယာဉ်မှုတွေအကုန်လုံးဝစ်ဆင်ထားရတဲ့လှုပ်ဝက်လက်နဲ့တစ်ခုရှိပါတယ်အဲ့ဒါကခမရတို့ထင်တယ်လို့တခြားတော့စက်မှုပစ္စည်းတွေတော့ဟုတ်မနေပါဘူးအဲ့ဒါကဒိုက်ပါဒုံးမြန်တွေလွတ်တင်တဲ့အချိန်မှာဘသူကမှတော့ဆရာကြီးကျုပ်ရှူးပေါက်ချင်လို့ရှင်ခဏရက်ပေးပါဆိုပြီးတော့ပြောလို့မရပါဘူးလွတ်တင်နေတော့မှကြောက်လို့ပဲထွက်ကြအောင်မထားနိုင်လို့ပဲထွက်ကြကိုယ့်ဘာသာကိုယ်ပဲဖြည့်ရှင်းရမှာပါအာကာသယာဉ်မှုကြီးဖြစ်ရတာတော်တော်လေးတော့ရှင်မိုက်ပါတယ်အာကာသတွေကိုရောက်ပြီဆိုရင်တော့ပထမအဆုံးကြုံရမှာက space adaptation syndrome ပါဒါကဘာလဲဆိုတော့ကောင်းမှုတာကိုအစတရားနဲ့မြှောက်ကြည့်လိုက်ပါခေါင်းတွေကပြုတ်အံခြင်းသလိုဖြစ်နေမှာကိုပြောတာပါအဲ့ဒီမှာအန်လိုက်ရင်ဘာဖြစ်မလဲဆိုတော့အန်ဘက်တွေကကျမ်းမြေပေါ်ကိုကျမသွားပါဘူးလေထဲမှာမျောနေပြီးတော့တင်းရဲ့မျက်နှာစီကိုပြန်ပြီးတော့ကတ်လာပါလိမ့်မယ်နောက်ပြီးတော့စားတော့ရတာတွေကလည်းခွာကြမှာပါပေါင်မုတ်လိုမျိုးအစာနာထွက်တဲ့ဟာတွေစားလို့မရပါဘူးအစာနာတွေကလေထဲလွင့်ပြီးစက်ထဲကိုဝင်သွားရင်တော့ရင်ပေါက်ွယ်မဲ့ကိန်းရှိပါတယ်အာကာသရင်းမှာအိမ်သာသွားရင်လည်းကဘာပေါ်မှာလိုဇိမ်နဲ့ထိုင်လို့မရနိုင်ပါဘူးအိမ်သာကွက်ကထင်ထားတဲ့အထက်ကိုအရင်ကျင့်ပါတယ်အပေါက်က၄လက်မလောက်ပဲရှိမှာပါအဲ့ဒီအပေါက်ထဲကိုတက်အောင်လို့ချိန်ပြီးတော့စွန့်ပစ်ဖို့ကိုလေ့ကျင့်ရပါတယ်လေ့ကျင့်တုန်းကဆိုရင်အိမ်သာကွက်ထဲမှာကင်မရာတက်ထားပြီးတော့ကိုယ့်ရဲ့တင်မကိုပြန်ပြီးတော့ကြည့်ပြီးတော့ချိန်ရပါတယ်ပြီးတော့ရင်အဲ့ဒီအငြိကျေးတွေကိုလေဆုပ်ဆက်နဲ့ဆုပ်ယူသွားပါတယ်အစိုးဆုံးကတော့ရှူးပေါက်တာပါတင်းရဲ့စီးတွေကိုဆက်နဲ့ပြန်တန့်စင်ပြီးတော့တောက်ရည်ဖြစ်ကိုတင်းကပြန်ပြီးတော့တောက်တုံရမှာပါနာဆာပြောထားတဲ့စကားတစ်ခုရှိပါတယ်ဒီနေ့ကော်ဖီဟာမနေ့ပြန်ကော်ဖီပဲဖြစ်ပါတယ်ဆီလိုရာကတော့တင်းတို့သဘောပေါက်မယ်ထင်ပါတယ်နောက်ပြီးတော့ကဘာကိုပြန်ရတဲ့ခီးရလဲတက်တာလေလို့တော့မထင်လိုက်ပါနဲ့လေလူတွေကိုဝင်လိုက်တာနဲ့အပူချိန်ဒီဂရီကထောင်နဲ့ချီပြီးတော့ရှိနေပါတယ်မှာပါပြီးတော့ရင်မြေကြီးဘော်ကိုဘုံကနေစောင့်ကြမယ်မြေကြီးဘော်ကိုရောက်တာနဲ့တင်လန်းလျှောက်လို့တော့မရပါဘူးလာနဲ့ချီပြီးလေထဲမှာနေခဲ့ရတော့အယိုးတွေကြက်သားတွေအားနေပြီးမတ်တက်တောင်မှမရက်နိုင်ပါဘူးအာကာသရင်မှုလို့ရတာအစားတောက်လည်းမကောင်းအိပ်ရတာလည်းမကောင်းကို့ရှူလေကိုပြန်တောက်ရနေရတာလည်းကြည်ကြက်တော်တော်လေးကိုမှစိုးတဲ့ဘဝပါဒါပေမဲ့သူတို့အားလုံးပြောကြတာတခုတော့ရှိပါတယ်အာကာသတွေကနေပြီးတော့ကဘာကိုပြန်ကြည့်လိုက်တဲ့အခါမှာနယ်နိမိတ်တွေမရှိတော့ဘူးစစ်ပွဲတွေပြဿနာတွေအကုန်လုံးတေးသေးလေးဖြစ်သွားတယ်အပြာရောင်ဂေါ်လီလုံးလေးကိုမြင်လိုက်ရတဲ့ခန်းစားချက်ကဘာနဲ့မှမလဲနိုင်ဘူးဆိုပြီးတော့ပြန်ပြောကြပါတယ်ကဲဒီလောက်ဒုက္ခတွေခံပြီးတော့အဲ့ဒီမြင်ကွင်းကိုကြည့်ဖို့တင်ရောအာကာသရင်မှုလှုပ်ချင်လားဒါမှမဟုတ်ရင်ကဘာမြေပေါ်မှာပဲဝတ်သားထုတ်လို့စားပြီးတော့ထိုင်နေမလားဆိုတာ comment မှာဖြေခဲ့ကြပါဦးကဲနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်